တို့တခုတတိထားဖို့ရပါဒီယတနာမြတ်သုံးပါးကိုပူဇော်ကြတဲ့နေရာမှာပို့ပြီးတော့အကျိုးကျေးဇူးများဖို့အတွက်ကိုယ်စိတ်ထားကလေးကိုနော်တဲ့မှတ်အောင်တော့ပြင်တတ်ဖို့လိုမယ်ပေါ့အဲ့ဒါကပါလေအနှစ်ချုပ်ပြောရရင်တော့ဘယလာဘကုလရှောင်ခြင်းဘယလာဘကုလရှောင်ခြင်းရှောင်ရမယ့်အရာ၃ခုနော်ဘုရားရှိခိုးတော့မယ်ဆိုတိုင်းအဲ့ဒါလေးရှိရမယ်ဘယဆိုတာဘာပြောအောင်ဆိုဘေးဒုက္ခတစ်ခုခုကနေလွတ်ဖို့ဆိုတဲ့စိတ်နဲ့မလုံးနဲ့တဲ့ဟုတ်လားလာဘဆိုတာတစ်ခုခုစီးပွားရေးတိုးတက်ခြင်းလို့တစ်ခုခုရကျင်တဲ့စိတ်ကြောင့်လည်းမလုံးနဲ့တဲ့ကုလဆိုတာကိုယ့်ရဲ့အမျိုးအနွယ်အဖေမေဘိုးဘွားတွေလက်ထက်ကစားအစဉ်အဆက်ဒီလိုလှုပ်လာလို့ကိုယ်လည်းဒီလိုလှုပ်တာဆိုပြီးတော့ညံမပါပဲနဲ့သူများလိုက်လှုပ်လို့လိုက်လှုပ်ရတဲ့အနေအထားမျိုးလည်းမဖြစ်စေနဲ့လို့ပြောအဲ့တော့အဓိကဘာလို့ဆိုလိုတာတော့တကယ်တန်ဖိုးရှိတယ်လို့နားလည်ပြီးတော့တန်ဖိုးရှိလို့မို့ကိုအကျိုးကျေးဇူးတွေမရခဲ့ဘူးဆိုရင်တောင်မှတန်ဖိုးကိုနားလည်ပြီးတော့တန်ဖိုးရှိလို့မို့ကိုမျက်နှိုးလွန်းလို့ကိုမျက်နှိုးတာပါဆိုရင်ဟာဒီရဲ့စိတ်ကပိုးပြီးတော့ဘာဖြစ်လို့အစွမ်းထက်မယ်ပေါ့နော်ပိုးပြီးတော့ဘာတော့ဖြူစင်တဲ့တန့်ရှင်းတဲ့ပိုးပြီးတော့ကောင်းမှုဟာမြင့်မြတ်သွားတယ်